မင်္ဂလေးတယောက်ရဲ့ပုတ်ပွားနေတဲ့အရေးပြားပေါ်ကနေတစ်ကိုင်းတွေထွက်နေတာပါအဲ့ဒီတစ်ကိုင်းကိုဆွဲနှုတ်လိုက်တဲ့အခါခံရခတ်တဲ့နာကျင်မှုတန်ကအသေးခိုက်မတက်ခံစားလိုက်ရပါတယ်တကယ်တော့ဒီရွာတရွာလုံးဟာကြောက်မက်ဖွယ်ကူးဆက်ယောဂဆိုကြီးဆွဲကပ်နေတာဖြစ်ပြီးဝတ်စုံဖြူဝတ်ဆရာတော်လို့ခေါ်တဲ့မတေမျိုးနဲ့မင်းကြီးပေးတဲ့အစားအစာတွေကိုပဲမိတင်းနေထိုင်နေကြရတာပါဒါပေမဲ့အဲ့ဒီနဲ့မင်းကြီးဆိုတာကရုပ်ဖြတ်ထားတဲ့မိစ္ဆာတကောင်ဖြစ်နေပါတယ်ဒီလိုနဲ့တန်ဆန်းဆရာတော်နဲ့တပည့်တွေဟာဒီရွာနာကနေဖြတ်တန်းသွားရင်တခုခုထူးဆန်းနေတာကိုသတိထားမိသွားကြပါတယ်။ဦးကောင်းကတွားရောက်စစ်ဆေးကြည့်လိုက်တဲ့အခါသူ့ရဲ့ရွှေမျက်လုံးအစုံကနေတဆင့်အမှန်တရားကိုမြင်လိုက်ရပါပြီ။ရွာသားတွေအားလုံးဟာမိစ္ဆာတွေဖြစ်ပြောင်းလဲနေကြပြီဖြစ်ပါတယ်။သူကရွှေတုပ်ကောက်ကိုမြောက်ပြီးအားပြင်းပြင်းနဲ့ရိုက်ချလိုက်တာမို့ရွာသားတွေအားလုံးမြေပြင်ပေါ်လဲကျကုန်ပါတော့တယ်။ဒါပေမဲ့တန်ဆန်းဆရာတော်ကတော့ဒါကိုမြင်ပြီးဂါထာမဏ္ဍန်တွေကိုရွတ်ဆိုကအကြောင်းမရှိအကျမ်းဖတ်ရမလားဆိုပြီးဦးကောင်းကိုစူပူချင်းမောင်းပါတော့တယ်။အဲ့ဒါကြောင့်ဦးကောင်းလည်းလက်လျှော့လိုက်ရပါတယ်။ရွာထဲကိုပို့ပြီးနက်နက်ရှိုင်းရှိုင်းဝင်သွားတဲ့အခါယောဂပြေဝမကူးဆက်ရသေးတဲ့ရွာသားချို့ကိုတွေ့ရပြန်ပါတယ်။ဦးကောင်းကဒီနေရာဟာတေမင်းနမန်နေရာဖြစ်လို့ချက်ချင်းထွက်သွားဖို့ဆရာတော်ကိုတတိပေးပေမဲ့ဆရာတော်ကတော့သူတို့ကိုကယ်တင်ဖို့ပဲစတိကိုဆုံးဖြတ်ထားပါတယ်။ဆရာတော်ကရွာလူကြီးနားကိုချင်းကပ်သွားတဲ့အချိန်မှာပဲလွယ်ပင်တပင်ကဆရာတော်ရဲ့လယ်ပင်ကိုရစ်ပတ်လိုက်ပါတော့တယ်။ရွာလူကြီးကလည်းမိစ္ဆာတကောင်ဖြစ်နေတာပါ။ဦးကောင်းကလက်ဦးမှုယူပြီးရွာလူကြီးကိုအမြန်ဆုံးရိုက်ချလိုက်ပေမဲ့ဒီစက်ပြောင်းနေတဲ့ရွာသားတွေကသူတို့ကိုဝိုင်းရံပြီးတစင်းတွေနဲ့ဝိုင်းဝန်းတိုက်ခိုက်ကြပါတော့တယ်။ဦးကောင်းကပြန်လဲခုခံရင်သူတို့ကိုစက္ကန့်ပိုင်းတွင်းမှာပဲနှိမ်နင်းလိုက်ပါတယ်။ဒီမြင်ကွင်းကြောင့်ဆရာတော်ဟာစိတ်ဆိုးတော့တတ်ထွက်သွားပြီးဂါထာတွေကိုထပ်မံရွတ်ဆိုပါတော့တယ်။ဦးကောင်းကတော့ခေါင်းကိုက်လုံးလို့မြေပြင်ပေါ်လူးလိုက်နေပြီးသူတို့တွေဟာမိစ္ဆာတွေဖြစ်ကြောင်းအော်ဟစ်ပြောဆိုပေမဲ့ဆရာတော်ကတော့ဦးကောင်းကိုရက်စက်တတ်သူဖြစ်ပဲဆွဆွဲနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာရွာသားတယောက်ကဓာတ်နဲ့ပြေးထိုးဖို့လုပ်တာကြောင့်ဦးကောင်းကဆရာတော်ကိုကာကွယ်တဲ့အနေနဲ့ရွာသားကိုကန်ထုတ်လိုက်ပါတယ်။ဒါဟာဆရာတော်အတွက်တော့တိခတ်နိုင်စွမ်းကုံဆုံးသွားစေတဲ့အချက်ဖြစ်သွားခဲ့ပါပြီ။ဆရာတော်ကဦးကောင်းကိုနောက်ထပ်မလိုအပ်တော့ဘူးလို့ပြောလိုက်တာကြောင့်ဦးကောင်းလည်းရင်ခွဲမတက်ခံစားရပြီးထွက်ခွာသွားပါတော့တယ်။ဦးကောင်းထွက်သွားခြင်းမှာပဲလဲကျနေတဲ့ရွာသားတွေဟာလက်နက်တွေကိုစီနဲ့ပြန်ထလာပြီးဆရာတော်ကိုဝိုင်းုံလာကြပါတယ်ရွာသားတွေကဆရာတော်ကိုလောင်အိမ်ထဲထည့်ပိတ်ပြီးစားတောက်ဖို့ပြင်ဆင်ကြတဲ့အခါကျမှဆရာတော်ဟာဦးကောင်းပြောတာမှန်နေမှနောက်ဆုံးမှသိရှိသွားပါတော့တယ်ဒါတောင်မှဆရာတော်ဟာအပြစ်မဲ့သူတွေကိုအနိုင်ကျင့်နေဆိုပြီးဦးကောင်းကိုပဲအပြစ်တင်နေတော့မှာဦးကောင်းကဆရာတော်ကိုကယ်တင်ဖို့ပြန်ရောက်လာတဲ့အချိန်မှာအဲ့ဒီအပြစ်တင်စကားကိုကြားလိုက်ရတာမို့တကယ်ပဲစိတ်ပြတ်သွားခဲ့ရပါတယ်ဒါကြောင့်လက်ထွက်သွားဖို့ပြင်ဆင်နေချိန်မှာရှစ်ပါးကြီးကဓာစီဖို့စ조사ပြီးတစ်ဖက်မှာလည်းနမင်းကြီးအတူကသူတို့နှစ်ယောက်လုံးကိုမြင်သွားခဲ့ပါပြီတကယ်တော့နက်ပြည်မှာတောင်းကျမ်းခဲ့ပြီးတဲ့နောက်ဦးကောင်းရဲ့စွမ်းတွေဟာပိတ်ဆို့ခြင်းခံထားရတာပါဒုစရိုက်ပေါင်းကိုခြေမုံနိုင်လောက်တဲ့တကယ်မြောင်မင်းကြီးအဖြစ်ပြန်လည်ရောက်ရှိဖို့ဆိုရင်သူဝတ်ထားတဲ့လက်ကောက်ရဲ့စွမ်းအားတွေနဲ့တသားတည်းပေါင်းစည်းရမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုလုပ်ရင်သူဟာစိတ်ယူသွတ်သွားနိုင်တဲ့အနေရရှိပါတယ်နောက်ဆုံးမှာတော့ဆရာတော်ကိုကယ်တင်ဖို့အတွက်ဦးကောင်းဟာရွေးချယ်မှုတစ်ခုကိုပြုလုပ်လိုက်ပါပြီသူဟာကောင်းကင်ဘုံနဲ့အပြိုင်အစွမ်းထက်တဲ့မြောင်မင်းကြီးအဖြစ်နောက်ဆုံးတစ်ချိန်ပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတော့တယ်